အားလုံးပဲမင်္ဂလာပါကျွန်တော်နေတဲ့ဒီနေ့မှာယုံကြည်သူတွေဟာယောဂဖြစ်ရင်စေးစားရှာမလို့ဘူးလားလို့တလားပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်ခါတလေမှာယုံကြည်တွေကြားထဲမှာတချို့ယုံကြည်ခြင်းအရန်ကြီးလာတဲ့အခါမှာယောဂဝေဒနာဖြစ်လာတဲ့အခါမှာဟာစေးစားရှာမလို့တော့ဘူးเนาะဆိုတော့ယုံကြည်ခြင်းနဲ့ပဲရက်တည်မယ်เนาะယုံကြည်ခြင်းနဲ့ငါဟာလားကြောက်မယ်ဆိုတော့ဆရာဝန်လည်းမပြဘူးစသဖြင့်ဒီလိုမျိုးအရာတွေကျွန်တော်တို့ယုံကြည်တွေထဲမှာအများကြီးရှိဆိုတော့တွေ့ရတယ်ဆိုတော့ကောင်းပါတယ်ယုံကြည်ခြင်းအားကြီးတာဘုရားခင်ကပို့ပြီးတော့မှကြိုက်တယ်နှစ်သက်တယ်ပေါ့နော်ဒါကြောင့်မို့တော့မှယုံကြည်ခြင်းရှိတဲ့လူကငါစိတ်တော်နဲ့တွေ့တယ်လို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာကျွန်တော်ယောဂဝိနည်းကြုံတွေ့လာတဲ့အခါမှာယုံကြည်ခြင်းနဲ့ယက်တည်ရမယ့်အရာရှိတယ်လို့တစ်ချက်မှာတစ်ပိုင်းမှာတော့ကျွန်တော်တို့ဘုရားခင်လမ်းညွှန်ခြင်းပေါ့ဘုရားဘာလို့သိချင်တာလဲเนาะဆိုတော့စေကူရှာရှိရင်စေကူရမယ့်အရာတွေရှိရင်စေကူရမယ်ဆရာဝန်ရှိမှတွားပြီးတော့မှဆရာဝန်နဲ့တိုင်ပင်ရမယ့်အရာတွေရှိမယ်ဆရာဝန်ကစေးစားဖို့ရလမ်းညွှန်တဲ့အရာတွေရှိမယ်ဆိုတော့အဲ့အရာကိုကျွန်တော်တို့ဟာစားသုံးဖို့လိုတယ်ပေါ့ယုံကြည်ခြင်းငါယုံကြည်ခြင်းရှိတယ်ဘုရားငါ့ကိုမဆမယ်ဒီယောဂတွေကငါ့ကိုလွတ်မြောက်မယ်ဆိုတဲ့အရာဟုတ်တယ်အဲ့ဒါယုံကြည်ခြင်းဖြစ်ပါတယ်ဆိုတော့တို့တော့ကျွန်တော်အဲ့ယောဂဝိညာဉ်တွေထဲမှာကျွန်တော်တို့ဉာဏ်ပညာရှိဖို့လိုတယ်ဘုရားခင်ကဉာဏ်မဲ့တော့ဉာဏ်လာကြလို့မဖြစ်ဖို့ရဘုရားခင်အလိုတော်ရှိတယ်ကျွန်တော်တို့ဒါကြောင့်ဘုရားကိုမေးဖို့လိုတယ်โอเคယုံကြည်ခြင်းနဲ့ယက်တည်ရမယ်ဆိုရင်လည်းယက်တည်ပလိုက်ပေါ့နော်ယုံကြည်ခြင်းနဲ့ယက်တည်ရမယ်ဆိုရင်ပြတသားဘုရားခင်စကားလာပြီငါသားနင့်အနောင်ကပျောက်စေမယ်ဆိုတော့ကျမ်းစာထဲမှာတော့ဂတိတော်ရှိပြီးသားပဲလဝကတိုင်မှာတော့ဆိုတန်ချက်တော်အဖြစ်ကျမ်းပါပြီဆိုတာကိုတော့ဒါကတော့အမြဲတမ်းဝန်ခံနေဖို့လိုတယ်အမြဲတမ်းကြွေးကြော်နေဖို့လိုတယ်ယုံကြည်ခြင်းနဲ့အမြဲတမ်းငါနာပြောက်မယ်ဆိုတော့မျောလင်းနေဖို့လိုသလိုဒါပေမဲ့တစ်ဖက်မှာလေကျွန်တော်ဟာဘုရားခင်အတန်တော်တိတိကျကျမကြားသေးရင်စေးဝါးတွေကိုအမိပြုပြီးတော့မှကျွန်တော်အသက်ရှင်ဖို့လိုတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့အဲ့ယုံကြည်ခြင်းမှာအစွန်းရောက်သွားတဲ့အခါမှာစေးစားစားမလို့တော့ဘူးယောဂဖြစ်ရင်ဟာလားစေးစားစားလုံးဝမလို့တော့ဘူးငါယုံကြည်နဲ့ယက်တည်မယ်ဆိုတော့ဘုရားဂတိတော်ရှိတယ်စသဖြင့်ပေါ့နော်အဲ့ခါမှာဘာဖြစ်လာလဲဆိုရင်စေဝါမသုံးပြတဲ့ခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုပို့ပြီးတော့ပျက်စီးလာတယ်ပို့ပြီးတော့မှဆိုးရုပ်လာတဲ့အခြေအနေတွေရှိပါတယ်ဒါကြောင့်ဒီနေ့ဘုရားကစကားပြောခဲ့ရင်โอเคငါသားနင်းယုံကြည်ခြင်းနဲ့ယက်တည်ရမယ်ဟာလားဆိုတော့ဘုရားရဲ့ဂတိပေါ့လာတယ်ဆိုရင်တော့သင်ဟာယုံကြည်ခြင်းနဲ့ယက်တည်ဖို့လိုပါတယ်เนาะဆိုတော့ဒါပေမဲ့ဘုရားခင်ဂတိတော့ဘုရားခင်ဂတိရဲ့တနည်းအားဖြင့်ဘုရားရဲ့စကားကျွန်တော်ပေါ်မှာအဲ့ဒီအချိန်မှာအဲ့ဒီယောဂရဲ့ပတ်သက်ပြီးတော့မှဘုရားစကားမလာသေးဘူးဆိုရင်တော့သင်ဟာစေဝါးတွေကိုအမိပြုပြီးတော့မှကျွန်တော်တို့ဟာတစ်ဖက်မှာလည်းဘုရားကိုဆုတောင်းရမယ်တစ်ဖက်မှာဘုရားကိုကြွေးကြော်ရမယ်တော့ဆိုတော့နှုတ်နဲ့ဝန်ခံရမယ်အမြဲတမ်းငါကျမ်းမာတော်သူဖြစ်တယ်ငါဟာလားစသဖြင့်ဝန်ခံနေဖို့လိုတယ်လို့တစ်ဖက်မှာယုံကြည်ခြင်းနဲ့စောင့်နေလို့တစ်ဖက်မှာလည်းစေဝါးကိုအမိပြုတော့ကျွန်တော်ဟာသွားလာဖို့လိုတယ်ပေါ့နော်တော့ဒီနေ့ကျွန်တော်အထဲမှာအထူးဖြင့်ယုံကြည်တွေထဲမှာเนาะဆိုတော့ထိုကဲ့သို့ယုံကြည်ခြင်းမှာအားကြီးပြီးတော့မှတခါကျရင်အစွန်းရောက်သွားတဲ့အရာတွေရှိတယ်ဟာစေးစားချာလုံးဝမလိုတော့ဘူးဟာလားဘုရားသားသမီးဖြစ်ရင်လုံးဝကိုဟာလားကျမ်းမာခြင်းเนาะဆိုတော့ယောဂလုံးဝမဖြစ်ဘူးဆိုတဲ့အရာတော့ကျမ်းစာထဲမှာမပြောထားဘူးเนาะဒါကြောင့်ဒီနေ့တမန်ကျမ်းစာကကျွန်တော်တို့ကိုဘာပြောလဲတမန်ကျမ်းစာကဘယ်လိုဖော်ပြလဲဆိုတဲ့လမ်းညွှန်ခြင်းနဲ့သွားလာတတ်ဖို့အမှန်တမ်းအရေးကြီးတယ်ဆိုတော့ကျွန်တော်ဒီနေ့နားလည်စေချင်တယ်အဲ့တော့ကျွန်တော်ဓမ္မကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာဆိုတော့ဓမ္မရဆိုရင်စတုဒ္ဓစာဆောင်ကျွန်တော်တို့အခန်းကြီး20အငယ်1ကနေကျွန်တော်တို့ဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဟေဇကိမင်းအကြောင်းတွေ့ရတယ်ဗောနော်ဆိုတော့ထိုကာလအခါဟေဇကိမင်းသည်တေနာဆွဲသည်ဖြင့်အာမုတ်သားပရောဖက်ဟေရှာယသည်လာ၍သာရဘုရားမိတ်တော်မူသည်ကကိုယ်အိမ်အမှုကိုစီရင်လောသင်သည်အသက်မရှင်တေရမည်ဟုမိတ်တော်မူပြန်လေမိတ်တော်ကိုပြန်လေတဲ့ဆိုတော့အဲ့ခါမှာဟေဇကိမင်းကဘာလုပ်လဲဆိုရင်ဟေဇကိမင်းသည်လေတဲ့ထယံတို့မျက်နာလှည့်၍တဲ့အိုးထာဝရဘုရားကျွန်ုပ်သည်ရှေ့တော်၌တစ္ဆာဆောင်လျက်စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍နှစ်သက်တော်မူသည့်အတိုင်းနဲ့ပြုကြောင်းကိုအောက်မေ့တော်မူပါကျွန်ုပ်တောင်းပန်ပါ၏ဟုအလွန်ငိုကြွေးလျက်ထာဝရဘုရားဆုတောင်းတယ်ဆိုတော့အဲ့တော့ဟေဇကိမင်းကဆိုတော့သူတေးရမယ်ဆိုတဲ့အရာเนาะတေနာဆွဲပြီးတော့တေးရတော့မယ်ဆိုတဲ့အရာကိုဟေရှာယကလာပြောတဲ့အခါမှာသူအမတမဝမ်းနေပြီးတော့မှဘုရားခင်ကိုဆုတောင်းတယ်ဆိုတဲ့အရာတွေ့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာဆုတောင်းပြီးရဲ့အချိန်မှာဆိုတော့ဟေရှာယကိုဘုရားပြန်ပြီးတော့မှเนาะဆိုတော့ဟေဇကိမင်းထံပြန်ပြီးတော့သွားခိုင်းတယ်ပေါ့เนาะအဲ့ဆုတောင်းချက်ကိုထာဝရဘုရားကြားတဲ့အခါမှာသူ့ကိုเนาะဆိုတော့ဘုရားကဘာလို့ဆိုတော့အသက်နောက်ထပ်15နှစ်ပြန်ရှင်ခွင့်ပေးမယ်လို့ကျမ်းစာမှာပြောပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အငယ်6ဥပဒေခါမှာသင်အသက်၌15နှစ်ကိုငါဆက်၍ပေးပြီသင်နှင့်ဤမျိုးကိုအာရှုရိရှင်ဘုရင်လက်မှငါကယ်လွတ်မည်ငါမျက်နာကို၎င်းငါကျွန်ဒါဝိဤမျက်နာကို၎င်းထောက်၍ဤမျိုးကိုပွေကာဆောင်မမိအရာကိုပြောတော်ဟုမိန့်တော်မူ၏ဟေရှာကိုထာဝရဘုရားပြောတယ်အဲ့ခါမှာကျွန်တော်ဟေဇကိမင်းကိုပြန်ပြီးတော့မှသွားပြောတဲ့ခါမှာเนาะဆိုတော့တင်ကအသက်နောက်ထပ်15နှစ်ဘုရားခင်ကတင့်ကိုဆက်ပေးတယ်တိုးတော်လည်းဘယ်လိုဆက်ပေးတာလဲအဲ့တော့သူ့ရဲ့တေနာကိုဘုရားခင်ကအဲ့ဒီနေရာမှာတကိုးတော်အားဖြင့်သူ့ကိုကျမ်းမာစေတာမဟုတ်ဘဲနဲ့
အဲ့တော့ဟေရှားကသူ့ကိုအကြံဉာဏ်ပေးတယ်နော်ဆိုတော့တနည်းအားဖြင့်တော့နီးပေးတယ်ပေါ့ဆိုတော့အဲ့ကျမ်းမာခြင်းကိုဘယ်လိုရယူမလဲဆိုတော့နီးပေးလိုက်တယ်ဆိုတော့အငယ်ခုနှစ်ကိုဖတ်တဲ့အခါမှာဟေရှားကလေတဲ့သင်္ဘောတဖန်သည်အလုံးအထွေးကိုယူခဲ့လောဟုဆိုသည့်အတိုင်းနဲ့ယူခဲ့၍အနာကိုအုံပြီးမှမင်းကြီးတည်တတ်တာလေတဲ့ဆိုတော့ဘုရားရဲ့တကူတော်အဖြစ်ပျောက်သွားတာမဟုတ်ပဲနဲ့သင်္ဘောတဖန်သည်အားဖြင့်သူ့ကိုနော်ဆိုတော့အဲ့ဒီຢာတွေအားဖြင့်အုံပြီးတော့မှသူ့ရဲ့အနာကိုအနာကင်းလွတ်ပြီးတော့မှသူကဘာဖြစ်ဆိုတတ်တာစီလေဆိုတော့တေနာဆွဲတဲ့အနာကိုဘာဖြစ်လဲဆိုရင်အဲ့ဒီစေဝါအားဖြင့်သူကကျမ်းမာသွားတယ်ဆိုတော့တွေ့ရဆိုတော့ကျွန်တော်ဆိုလိုတာကကျွန်တော်အသက်တာထဲမှာဘုရားခင်တကူတော်အားဖြင့်ချက်ချင်းမပြောက်သွားတဲ့အရာတွေရှိတယ်တကူတော်အားဖြင့်ဘုရားခင်ပေးမပြောက်တဲ့အခြေအနေတွေရှိတယ်ဆိုတော့အဲကြောင့်တစ်ဖက်မှာဘုရားခင်ကကျွန်တော်တို့ကိုဘလို့နီးလန်းပေးလေဆိုတော့ဒီဟေစကိကိုပေးတဲ့ခါမှာလည်းဘုရားကနီးလန်းပေးတာပေါ့နော်အဲ့တော့ဆိုတော့စေးနော်ဆိုတော့တနည်းအားဖြင့်ပြောတော့သင်္ဘောတဖန်တီးရဲ့နော်သင်္ဘောတဖန်တီးအားဖြင့်သူ့ကိုမဖြစ်စေသူ့ရဲ့အနာကိုအုံချင်းအားဖြင့်သူကကျမ်းမာပြီးတတ်တာပြီးတော့မှသူကပြန်ပြီးတော့မှအသက်15နှစ်ပြန်ရှင်ခွင့်ရတယ်ဆိုတော့တွေ့ရအဲ့တော့ဒီနေ့ဓမ္မကျမ်းစာထဲမှာဆိုတော့ပြောချင်တဲ့အရာပါလဲဆိုရင်တစ်ဖက်မှာတော့ဘုရားခင်တကူတော်အဖြစ်ယုံကြည်တရားအဖြစ်နော်ဆိုတော့လုံးဝကိုရက်တည်ပြီးကျမ်းမာသွားတဲ့အရာတွေရှိတယ်ပြီးတော့မှတစ်ဆက်ထဲမှာဘုရားခင်ကိုယ်တိုင်ကနော်ဆိုတော့တကူတော်အဖြစ်ကျမ်းမာစေခဲ့တဲ့အရာတွေရှိတယ်လို့ဒါပေမဲ့တစ်ဖက်မှာတော့တချို့သောအရာတွေကိုကျွန်တော်စေးဝါးကိုအမိပြုဖို့ရန်ဘုရားခင်ကိုယ်တိုင်ကသူရဲ့လူတွေအဖြစ်လမ်းညွှန်ထားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ဒီခေတ်မှာလည်းကျွန်တော်တို့ကိုဘုရားခင်ကဆရာဝန်တွေပေးထားတယ်เนาะဆိုတော့ကျွန်တော်တို့တိတက်เนาะဆိုတော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးယောဂနဲ့ပတ်သက်ပြီးတိကျွမ်းတဲ့လူတွေဆရာဝန်တွေရှိတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာမှာဖြစ်နေတဲ့ယောဂဝိညာဉ်တွေကိုဆရာဝန်နဲ့သွားတိုင်ပြင်ပြီးတော့မှချို့ရာတွေကိုကျွန်တော်တို့ဟာလှုပ်တင်လှုပ်ထိုက်တဲ့ຢာတွေကိုလှုပ်ဖို့လိုပါတယ်เนาะဆိုတော့ဒါကြောင့်ယုံကြည်ခြင်းနဲ့ယက်တည်တဲ့အပိုင်းကတော့တစ်ပိုင်းရှိပါတယ်ဆိုတော့စေဝါစားရမယ့်အရာတော့ရှိပါတယ်ဆိုတော့ဟေစကိကိုကျမ်းအသက်15နှစ်ဆက်ပေးမယ်လို့ပြောတဲ့အခါမှာချက်ချင်းတကူတော်အဖြစ်သူ့အနာကိုပြောက်စီပဲနဲ့သူ့ကိုအနာကိုဘာဖြစ်လဲဆိုရင်တင်မောတဖန်ဒီအားဖြင့်သူ့ကိုအုံပြီးတော့မှသူ့ရဲ့အနာကိုတတ်တာစီတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်လို့เนาะဆိုတော့တချို့ကျွန်တော်တို့အကြောင်းအရာတွေမှာလည်းရှိတယ်ဆိုတော့เนาะဆိုတော့ကျွန်တော်တိငါ23ဖတ်တဲ့ခါမှာလည်းတိမောသေမှာပါရှိလေဆိုရင်ကျွန်တော်တို့ဒီသူ့မှာဖိုင်းနာတဲ့ယောဂရှိတယ်တနည်းပြအစာအိမ်မကောင်းဘူးဆိုတော့ကျွန်တော်တွေ့ရเนาะဆိုတော့ဖျားနာတဲ့အရာတွေရှိတယ်ပေါ့အထူးသဖြင့်တော့ဘိုင်းခဏအောက်တယ်ဆိုတဲ့အရာရှိတယ်ဆိုတော့ကျွန်တော်တို့တိပေါ့เนาะဆိုတော့တိကျွန်တော်အခန်းကြီး9အငယ်23ဖတ်တဲ့ခါမှာတင်ဤရင်ထဲ၌အကျိုးဖြစ်စေခြင်းက၎င်းမကြာခံရသောယောဂကြောင့်၎င်းယခုမှစ၍ရေကိုသာမတော့ပဲစပိရေအနေငယ်ကိုသုံးလို့เนาะဆိုတော့ရှင်မောလုကသူ့ကိုအကြံဉာဏ်ပေးတယ်ပေါ့เนาะတိမောသေကိုသူ့ရဲ့သားဖြစ်တဲ့เนาะဆိုတော့ဝိညာဉ်သားဖြစ်တဲ့တိမောသေကိုအကြံဉာဏ်ပေးတယ်ဆိုတော့ယခုမှတဲ့ရေကြီးပဲတောက်တာမဟုတ်ပဲねပေါ့เนาะစပိရေကိုလည်းအနေငယ်ပေါ့เนาะဆိုတော့စပိရေကိုအနေငယ်ဆိုတဲ့စကားလုံးသုံးပါတယ်လို့အဲ့ဒါကိုတောက်ပါတယ်ဆိုတော့တော့စပိကျွန်တော်ဒီကျမ်းပိုင်းကိုဖတ်တဲ့အခါမှာတော့ကျွန်တော်တို့တစ်ခါနားလည်ရခက်တယ်ဟာဆိုတော့စပိဝိုင်းเนาะဆိုတော့ဒါကိုတောက်ဖို့အားပေးတာလားဟောတော့ဆိုတော့တမန်ကျမ်းစာအရတော့ကျွန်တော်တို့တစ်ချိန်လုံးကထိုခေတ်ခါမှာเนาะဆိုတော့တချို့သောအနာစေးတာတွေယောဂတွေနဲ့ပတ်သက်ပြီးတချို့ပိုးတွေပေါ့เนาะတနည်းအားဖြင့်ယောဂပိုးတွေကိုသိစေဖို့ရန်အတွက်စပိကိုအသုံးပြုတဲ့အရာလေးတွေရှိခဲ့တယ်ပေါ့เนาะဒါပေမဲ့ကျမ်းစာထဲမှာတော့စပိဆိုတဲ့တနည်းအားဖြင့်မူရစ်စီတဲ့အရာကိုတော့မြင့်တားထားတဲ့အရာရှိတယ်เนาะဆိုတော့လုံးဝကိုမြင့်တားတယ်ပေါ့เนาะမူးစီတဲ့အရာတွေကိုလုံးဝကိုမလောက်ခိုင်းဘူးပေါ့เนาะဆိုတော့တို့ဒီနေရာမှာရှင်ပေါလုကဘာဖြစ်လို့ဒီအကြောင်းအရာကိုပြောတာလဲရေကိုသာဆိုတော့ဒီမှာဗာရေးသားဆိုရင်ဒီမှာခန့်တော်တဲ့အရာကိုတဲ့ရေကိုသာမတော့ပဲတဲ့စပိရဲ့အနေငယ်ကိုသုံးပါတဲ့เนาะဆိုတော့အတိတ်ဘက်ကဒီစပိရဲ့အကြောင်းကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာဗာတွေ့ရလဲဆိုရင်ထိုခေတ်ခါမှာတဲ့သူတို့တောက်သုံးတဲ့ရေတွေဟာမတန့်ရှင်းဘူးထိုခေတ်ခါမှာတောက်သုံးတဲ့ရေတွေဟာဘက်ထရီးယားပိုးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီကျန်းစာပညာရှင်တွေကကျွန်တော်တို့ဒီပြောတဲ့အရာပေါ်မှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့ပေါ့နော်ဆိုတော့ရှင်ပေါလုကရေကိုပဲအဲ့ဒီတနည်းအားဖြင့်ဘက်ထရီးယားပိုးတွေပါတဲ့ရေကိုပဲတောက်နေမှာဆိုရင်ပို့ပြီးတော့ပိုးတွေဟာဆိုးဝါးလာနိုင်တယ်ပေါ့နော်ဘက်ထရီးယားပိုးတွေဟာပို့ပြီးတော့မှပြန့်ပွားပြီးတော့မှပို့ပြီးဆိုးစေတယ်အဲအကြောင်းမို့အဲ့ဒီရေတောက်တာတစ်ပိုင်းပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ပိုးတွေကိုတီးစီဖို့ရန်အတွက်ဒါမှမဟုတ်စပြည့်အနေငယ်ကိုသုံးရမယ်ဆိုတော့စပြည့်ရေထဲမှာကျွန်တော်တို့တနည်းအားဖြင့်ပြောရင်ပိုးကိုတီးစီနိုင်တဲ့အယ်ကိုဟောဓာတ်တွေအနေငယ်ပါတယ်ပေါ့နော်ဆိုတော့အဲ့အတွက်သူကဘာဖြစ်လို့သုံးဆောင်ဖို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာလာဒီຢာကိုလုံးဝမူးယိုးနေအောင်တောက်ဖို့ကြံ့ပေးတာမဟုတ်ဘဲနဲ့ယောဂအတွက်တနည်းအားဖြင့်ပြောရအောင်နော်ဆိုတော့အစိပညာအရာနော်ဆိုအနေငယ်တောက်သုံးခြင်းအပြင်သူ့ရဲ့အထက်မှာရှိတဲ့ပိုးတွေကိုတေးစေနိုင်တယ်ဆိုတော့ရှင်ပေါလုကိုယ်တိုင်เนาะဆိုတော့တကူကိုကြီးမားစွာပြခဲ့တဲ့တကူတွေနဲ့ကြီးမားစွာလူတွေကိုကျမ်းမာခြင်းကိုပေးခဲ့တဲ့သူတော်မှဘာဖြစ်လဲဆိုရင်သူ့ရဲ့သားဝိညာဉ်သားဖြစ်တဲ့တိမောသေကိုနီလန်းပေးတယ်အဲ့ဒီနီလန်းကဘာလဲဆိုတော့ဆိုတော့စေးဝါးကိုအမိပြုတနည်းအားဖြင့်တော့ဆိုစပြည့်ရဲ့အနေငယ်တောက်ခြင်းအဖြစ်သူ့ကိုစပြည့်ကိုစေးအဖြစ်ပေါ့နော်တောက်သုံးအနေငယ်တောက်သုံးခိုင်းနေဆိုတော့
လမ်းညွှန်ချက်ကိုကျွန်တော်တွေ့ရပါဘောเนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်ဆိုလိုချင်တဲ့အရာပါလဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းเนาะဆိုတော့ဒီချိန်တုန်းကယောဂဝိညာဉ်ခံစားရတဲ့အခါမှာကျွန်တော်ဆေးဝါးတဲ့အမိပြုရတယ်ဆရာဝန်ကြီးမှာသွားတဲ့ဟာဆရာဝန်ဒီယောဂဖြစ်တယ်အဲ့အတွက်ဆရာဝန်ကဆေးပေးတယ်เนาะဆိုတော့ကာလတစ်ခုကျွန်တော်ဆူတောင်းတယ်ဆေးတောင်းရတယ်ကာလတစ်ခုဆူတောင်းတယ်ဒါပေမဲ့တနေ့မှာတော့အဲ့လိုဘုရားခင်နဲ့အချိန်ယူနေရင်းနဲ့ဘုရားစကားလာတယ်အဲ့တော့ငါတာဆိုတော့ဒီနေ့စပြီးနေကကျမ်းပါစေမယ်အဲ့အတွက်နဲ့ယုံကြည်ခြင်းနဲ့ယက်တည်ရမယ်ဆိုတဲ့စကားကိုကြားခဲ့တယ်ဆိုတော့အဲ့စကားကိုကြားခဲ့တဲ့အတွက်ကျွန်တော်အဲ့ဒီနေ့မှာအဲ့ဆေးဝါးကိုကျွန်တော်ဟာတကယ်ပဲတနည်းအားဖြင့်ပြောတော့ပြစ်လိုက်တယ်ပေါ့ဒါတော့ဆိုတော့ဘုရားစကားကြားတဲ့အတွက်ပေါ့ဘုရားစကားမကြားတဲ့အထိကျွန်တော်တောက်လျှောက်တောက်နေတော့မှဖြစ်တယ်ဆိုတော့ဘုရားစကားကြားတဲ့နောက်ပိုင်းမှာတော့ကျွန်တော်မတောက်ဘဲနဲ့တော့အဲ့ဆေးဝါးကိုကျွန်တော်မိုက်ဘူးနဲ့ပြစ်လိုက်တယ်အဲ့ဒီနေ့ကစပြီးဘုရားကကျွန်တော်ကိုဗာပြောလဲဆိုတော့ချက်ချင်းကျမ်းမာစေတာမဟုတ်နီလန်ပေးတယ်เนาะတချို့အရာတွေစားတောက်တွေနဲ့ပတ်သက်ပြီးတော့မှရှောင်ရမယ့်အရာတွေကိုသူကလမ်းညွှန်ပေးတယ်တခါတည်းကျွန်တော်မပေးပြဘူးပေါ့เนาะဒီနေ့ဒီချိန်မှာကျွန်တော်เนาะဆိုတော့ဘာလို့ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့အဲ့ဒီယောဂတွေတွေကနေကျေးဇူးအကြောင်းเนาะဆိုတော့ကျွန်တော်ကျမ်းမာခြင်းရသွားတယ်ဘုရားခင်လမ်းပြခြင်းအားဖြစ်ပေါ့เนาะဘုရားခင်လမ်းညွှန်တယ်เนาะဆိုတော့တချို့အရာတွေကိုဘုရားခင်တကူတော်နဲ့မလုပ်ဘူးတချို့အရာတွေကိုเนาะဆိုတော့ဘုရားခင်ကလမ်းညွှန်ပေးတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီနေရာမှာပြောရှင်လဲဆိုရင်ကျွန်တော်ယုံကြည်သူတွေမှုတော်ဆောင်တဲ့အားလုံးကလည်းဒါယောဂဖြစ်နိုင်ခြင်းရှိတယ်လူတိုင်းကတော့ခန္ဓာကိုယ်ဒီအသွေးသားဖြစ်တဲ့အတွက်တော့เนาะဆိုတော့အသက်အရွယ်ရပဲဖြစ်ဖြစ်เนาะဆိုတော့တခုခုပေါ့เนาะဆိုတော့ယောဂဖြစ်လာနိုင်ခြင်းရှိပါတိုးတော်လည်းအဲ့ရနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဟာလုံးဝကိုအစွန်းမရောက်သွားဖို့အရေးကြီးတယ်เนาะအဲ့ရနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ငါတို့ကစီးစားမလို့ဘူးစတဲ့ဖြစ်ပေါ့เนาะဒါပေမဲ့လုံးဝဆေးပေါ်မှာပဲအမိပြုရမယ်လို့လည်းဆိုလိုတာမဟုတ်ဘူးဆိုတော့ဆေးဆိုတာကျွန်တော်တို့ခဏတာကျွန်တော်တို့အတွက်တနည်းအားဖြင့်ပြောတော့ဘုရားခင်လမ်းညွှန်ထားတဲ့အခါမှာဆေးကိုကျွန်တော်တို့တောက်သုံးရမယ့်အရာရှိပေမဲ့ဒါပေမဲ့တစ်ဖက်မှာတော့ကျွန်တော်ဟာဘုရားခင်ပေါ်မှာကျွန်တော်တို့အဲ့ဒီအရာတွေအားလုံးအနန္တဖြစ်တယ်ဆေးတောက်မယ်ဆိုရင်တော့မှဆေးပေါ်မှာတော့ဘုရားခင်ဒီဆေးတောက်ရှာဖြစ်ဆက်လက်ပြီးတော့မှเนาะဒီခန္ဓာကိုယ်မှာရှိတဲ့အရာကိုပိုပြီးကျမ်းမာစေဖို့ရန်ကျွန်တော်ကဘုရားခင်အတ္တဖြစ်တယ်เนาะဆိုအဲ့လိုမျိုးပေါ့เนาะဆိုတော့တိုးတော်လဲဆေးကိုပဲငါဆေးစားမှလုံးဝပျောက်ရမယ်ဆိုတဲ့အဲ့အပေါ်မှာအမိပြုခိုင်းတာမဟုတ်ဘဲနဲ့ကျွန်တော်ကဆေးတောက်တယ်တိုးတော်လဲဘုရားခင်ဘက်မှာလုံးအပ်ထားဖို့ဖြစ်ပါတယ်ဘာလို့တချို့ຢာတွေကဘုရားခင်ကိုယ်တိုင်ကဆေးတွေအားဖြင့်ကျမ်းမာစေခဲ့တဲ့အရာတွေရှိတယ်ဆိုတော့ကျွန်တော်ဓမ္မကျမ်းစာထဲမှာတုံတင်ထားတဲ့အရာတွေကိုဒီနေ့မှာနှုတ်ဘက်တော်နဲ့အနေငယ်ဝင်ကားချင်ပါတယ်။နောက်ဆိုတော့ဒါကြောင့်ဒီနေ့ရောက်တဲ့တက်တာထဲမှာကျွန်တော်တို့ဓမ္မကျမ်းစာကိုဒီနေ့ပိုင်းခြားနားလည်ပြီးတော့မှကျွန်တော်တို့တချို့သောအရာတွေကိုယုံကြည်ခြင်းနဲ့ယက်တည်ရမယ့်အရာဆိုတာရှိတဲ့အရာတွေရှိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဟာဘုရားခင်ကယောဂဝိညာဉ်ဖြစ်တဲ့အခါမှာဆေးတွေတောက်သုံးပြီးတော့မှကျမ်းမာစေခဲ့တဲ့အရာတွေရှိပါတယ်လို့တော့ဆိုတော့ဘုရားခင်အရာခတိတ်တတ်နိုင်တယ်ဘုရားခင်အရာခတိတ်ကိုမဆာနိုင်တဲ့ဘုရားဖြစ်ပါတယ်လို့เนาะဒါကြောင့်ဒီနေ့ကျွန်တော်ဒီနေ့အားပေးခြင်းနဲ့ရပါလဲဆိုရင်ကျွန်တော်ယုံကြည်သူတွေယောဂဖြစ်ရင်เนาะဆေးမတောက်ရဘူးလားဆေးတောက်ရသလားเนาะဆိုတော့တကယ်တော့ကျွန်တော်တို့ဆေးတောက်သုံးဖို့လိုပါတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ဘုရားခင်ကကျွန်တော်တို့ကိုဘယ်လိုလမ်းညွှန်တယ်လဲအဲ့ပုံမှာကျွန်တော်သွားဖို့လိုတယ်เนาะဆိုတော့ဟေဇကိကတော့တေနာဆွဲတဲ့ခါမှာသူကတေမယ်လို့ဟေရှားကိုယ်တိုင်ကလာပြောတဲ့ခါမှာသူဘုရားကိုဆုတောင်းတယ်เนาะဆိုတော့ပထမအနေနဲ့သူဘုရားကိုဆုတောင်းတယ်အဲ့ဆုတောင်းတဲ့ခါမှာလမ်းညွှန်ခြင်းရောက်လာတယ်။ဘာလဲဆိုတော့သူ့ရဲ့အနာကိုပျောက်စေဖို့ရယ်ဒီ15နှစ်ဆက်ပြီးအသက်ရှင်ဖို့ရအတွက်အဲ့ဒီယောဂကျမ်းမာအနာပျောက်ဖို့ရအတွက်ဆိုတော့တင်မောတဖန်တီးเนาะဆိုတော့အုံချင်းအဖြစ်သူကတတ်တာရသွားတယ်လို့ပဲဆိုတော့ဒီချိန်မှာလည်းဘုရားခင်ရဲ့လမ်းညွှန်ခြင်းရောက်လာတဲ့အခါမှာเนาะဘုရားခင်ကလမ်းညွှန်ထားတဲ့အရာတွေအများကြီးရှိပါတယ်။ဒါကြောင့်ဒီနေ့ဘုရားကိုဆုတောင်းပြီးတော့မှကျွန်တော်ဟာလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ဘုရားကိုဆုတောင်းပြီးတော့မှကျွန်တော်ခံစားနေရတဲ့အရာပေါ်မှာကျွန်တော်ကဉာဏ်ပညာရှိစွာကျွန်တော်တို့ဟာလှုပ်ထိုက်တဲ့ຢာတွေလှုပ်ဖို့ရန်ဒီနေ့မှာတော့နှုတ်ဘတ်တော်အားဖြင့်ကျွန်တော်အနေငယ်တိုက်တော်လို့ဆိုပါတယ်ရောက်တိုင်းဘုရားခင်ကောင်းချီးပေးပါစေ။